ပေါင်းနယ်မြို့နယ်မှာလေကြောင်းတိုက်ခိုက်ခံရလို့ပြည်သူတို့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပဲခူးတိုင်းပေါင်းနယ်မြို့နယ်တောင်ခမောက်ရွာနဲ့လက်ပံခုံရွာကြားကိုကျမစစ်တပ်ကဒီနေ့ဇူလိုင်လ1ရက်နေ့လယ်တနာရီခန့်မှာဘုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူတို့တေဆုံးတယ်လို့ပြည်ခရိုင်တရင်1စစ်ထောက်လိုင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ဒေသခံသတင်းရင်းမြစ်တို့က Rapid ကသတင်းမီဒီယာကိုပြောပါတယ်။ကျမစစ်တပ်ကတိုက်ပွဲဖြစ်တာမရှိဘဲဂျက်ဖိုက်တာ2စီးနဲ့တောင်ခမောက်ရွာနဲ့လက်ပံခုံရွာကိုဘုံလေးလုံးကျဲခဲ့တာဖြစ်ပါတယ်။ဒေသခံသတင်းရင်းမြစ်တို့ကတော့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ရထားတအုပ်တေဆုံးခဲ့တယ်လို့Rapid ကသတင်းမီဒီယာကိုပြောပါတယ်။ PKN တရင်1စစ်ထောက်လိုင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံကဘုံသားထိပြီးတော့စုံသွားတာပါ။ပြည်သူတွေကတော့ရှောင်နေရတယ်။တေဆုံးသူကတော့နေအိမ်မှာအသက်ဆုံးရှုံးသွားတာပါ။သူ့ရဲ့နေအိမ်ကတော့တွတ်တွေပါပြီးတော့ပေါက်ထွက်သွားတယ်လို့ပြောပါတယ်။တေဆုံးသူဟာအသက်50အရွယ်တောင်ခမောက်ရွာနေဦးစန်းမြင့်ဖြစ်ပြီးကြောနဲ့တင်မားကိုဘုံစားတွေထိမှန်ခဲ့တာဖြစ်ပါတယ်။2026ခုနှစ်မေလတလတာအတွင်းမှာတင်ကျမ်းစစ်အုပ်စုကနိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်မှု168ကြိမ်အပါအဝင်လူခွေချိုးဖောက်မှုပေါင်း458ခုကိုပြောင်းကျကျူးလွန်ထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွေဝန်ကြီးဌာနကစွန်စဲရဲနေ့မှာထုတ်ပြန်ထားပါတယ်